အားလုံးပဲမင်္ဂလာပါခင်ဗျာအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားတင်းမာမှုတွေကအန်ရရှိတဲ့အဆင့်တစ်ခုကိုရောက်ရှိခဲ့ပါတယ်အိန္ဒိယကိုစစ်စင်ရေးစတင်ပြုလုပ်ခဲ့တယ်လို့ပါကစ္စတန်ကပြောကြားခဲ့ပြီးဒေသတွင်းမှာမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်နေရလို့အိန္ဒိယကိုပြစ်တင်ပြောကြားခဲ့ပါတယ်နျူကလ িয়ার လက်နက်ကင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ကြပြီးပါကစ္စတန်ကတိုက်ခိုက်မှုတွင်တရုတ်လိုဂျေတန်တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့တယ်လို့အမေရိကန်အရာရှိတွေကတီးပြပြောကြားခဲ့ပါတယ်အိန္ဒိယကအခုခါမှာပြည်ပခနှစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။တစ်ခုကပါကစ္စတန်နဲ့ပေါ်ပေါ်ထင်ထင်ဖြစ်နေပြီးနောက်တစ်ခုကတရုတ်နဲ့တိုးတိုးတိတ်တိတ်ဖြစ်နေတာပါ။အိန္ဒိယကပါကစ္စတန်ကအကြမ်းဖက်သမားတွေကိုလေကြောင်းကနေတုံ့ပြန်တိုက်ခိုက်ပြီးနောက်တရုတ်နိုင်ငံပိုင်မီဒီယာတွေနဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကအိန္ဒိယစံကြေအကြောင်းတွေကိုစတင်ထုတ်လွှင့်ဖြန့်ချိခဲ့ပါတယ်။အိန္ဒိယရဲ့ရှုံးနိမှုတွေနဲ့ပါကစ္စတန်တွေရဲ့အောင်ပွဲခံနေပုံ hashtag နဲ့သတင်းအမှားတွေကအင်တာနက်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။တရုတ်ပြည်ကတချို့ဩဇာရှိသူတွေနဲ့အစိုးရမီဒီယာသတင်းဌာနတွေကတော့အတိမပြုတ်နိုင်တဲ့ဇလန်းတွေကိုရှယ်ပြီးအိန္ဒိယကိုကျူးကျော်တိုက်ခိုက်သူအဖြစ်ပုံဖော်ဖို့ကြိုးစားနေပါတယ်။တရုတ်အစိုးရမီဒီယာတွေကလည်း1962ခုနှစ်အိန္ဒိယနဲ့စစ်ပွဲမတိုင်ခင်ကချင်းချောက်ပြောကြားခဲ့တဲ့အတိုင်းထပ်တလဲလဲချင်းချောက်နေပါတယ်။တကယ်ပြဿနာထဲမှာပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှ်မီးယားဒေသမှာတည်ရှိတဲ့ရှပ်ကန်ဘယ်လီလို့ခေါ်တဲ့အငင်းပွားဖွယ်ရာဒေသတစ်ခုပါဝင်ပါတယ်။1963ခုနှစ်မှာပါကစ္စတန်ကတရုတ်နဲ့သဘောတူညီမှုတစ်ခုမှာအဲ့ဒီဒေသကိုတရုတ်ကိုပေးခဲ့ပါတယ်။ဒါကိုအိန္ဒိယကဘယ်တော့မှလက်မခံခဲ့ပါဘူး။အိန္ဒိယကအဲ့ဒီဒေသကို၎င်းရဲ့နယ်မြေပိုင်တဲ့အစိပ်ပိုင်းဖြစ်သတ်မှတ်ယူဆနေတဲ့ဖြစ်ပါတယ်။တကယ်လို့စစ်ဖြစ်ရင်အိန္ဒိယကအငင်းပွားဖွယ်ရာဒေသအချို့ကိုပြန်သိမ်းယူဖို့ကြိုးစားနိုင်ပါတယ်။တစ်ချိန်တည်းမှာပါကစ္စတန်က၎င်းရဲ့နယ်မြေအစိပ်ပိုင်းတွေကွဲထွက်သွားရင်ပြိုလဲသွားနိုင်ပါတယ်။ဒီလိုဖြစ်လာရင်ပါကစ္စတန်နိုင်ငံမှာအမေရိကန်ဒေါ်လာ60ဘီလီယံကျော်ယင်းနှိမ့်မြုပ်နှံထားတဲ့တရုတ်အတွက်အိမ်မက်ဆိုးဖြစ်လာပါလိမ့်မယ်။တရုတ်က၎င်းရဲ့ပိုးလမ်းမစီမံကိန်းရဲ့တစိမ့်တဒေသအဖြစ်တရုတ်ပါကစ္စတန်စီးပွားရေးစင်ကြံ CPEC အတွက်ဒေါ်လာ60ဘီလီယံကျော်ယင်းနှိမ့်မြုပ်နှံထားတာဖြစ်ပါတယ်။အိန္ဒိယရဲ့ကမ္ဘာနည်းပညာကုမ္ပဏီတွေကိုတဖြည်းဖြည်းကြီးထွားလာမှုအပေါ်မှာလည်းတရုတ်ကစိုးရိမ်ပါတယ်။မကြာသေးခင်ကပြန့်နှံ့လာတဲ့ကောလာဟာလသတင်းတွေမှာApple နဲ့တခြားကုမ္ပဏီကြီးတွေဟာတရုတ်ပြည်ကနေအိန္ဒိယကိုထုတ်လုပ်ရေးလုပ်ငန်းတွေပြောင်းလဲလုပ်ကင်တော့မယ်လို့ဆိုပါတယ်။အိန္ဒိယနိုင်ငံကမတည်မငြိမ်ဖြစ်လာရင်ကုမ္ပဏီတွေကအိန္ဒိယကိုပြောင်းရွှေ့ဖို့ပြန်စဉ်းစားနိုင်တာကြောင့်တရုတ်အတွက်အကျိုးရှိသွားနိုင်ပါတယ်။နောက်ဆုံးမှာစစ်ပွဲကြောင့်ဖြစ်စေနိုင်ငံရေးကြောင့်ဖြစ်စေလက်ရှိအခြေအနေကတရုတ်ပြည်ရဲ့စီးပွားရေးဩဇာအာဏာကိုအကြီးအကျယ်ထိခိုက်လာနိုင်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလည်းပေးသွားကြပါဦးခင်ဗျာ။ရှင်းလင်းတဲ့ပုံစံတစ်ခုစတင်ထွက်ပေါ်လာပါတယ်။ပထမအိန္ဒိယကျန်းဖက်တိုက်ခိုက်ခံရတယ်။အဲ့ဒီနောက်ပါကစ္စတန်ခြေစိုက်ကျန်းဖက်အဖွဲ့တွေက၎င်းတို့လက်ချက်လို့အလင်းမြန်ထုတ်ဖော်ဝန်ခံတယ်။အိန္ဒိယကပြိပကအချိန်မမြင့်အောင်ရှောင်ရှားဖို့အတွက်ပါကစ္စတန်ကိုအကန့်အသတ်နေတာစီးရေးနည်းနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်ကနောက်ဆုတ်မဲ့အစားအိန္ဒိယနိုင်ငံကမျိုးတွေပေါ်ကိုဒုံးကျည်တွေအသေးခံဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အရက်သားတွေသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်အိန္ဒိယကအရှိန်မြင့်ပြီးမဖြစ်မနေလက်တုံ့ပြန်မဲ့သဘောဖြစ်လာခဲ့ပါတယ်။တရုတ်အတွက်ပါကစ္စတန်အသုံးပြုနေတဲ့မဟာဗျူဟာအရအဓိပ္ပာယ်ရှိပါတယ်။တရုတ်နဲ့ပါကစ္စတန်မဟာမိတ်ဖြစ်ခဲ့တာသမိုင်းရှည်ကြီးရှိပါတယ်။ပါကစ္စတန်နိုင်ငံဟာတရုတ်ရဲ့အကျိုးစီးပွားတွေနဲ့အညီလောက်ကန်ဆောင်ရွက်လိရှိပါတယ်။ဆိုလိုတာကတရုတ်ကတစ္ဆာကန်ခွေးတစ်ကောင်ကိုမွေးပြီး၎င်းရဲ့ညစ်ပတ်တဲ့အလုပ်တွေကိုလုပ်ခိုင်းနေတာဖြစ်ပါတယ်။တရုတ်ကအပြစ်တင်ခံရမှာကိုရှောင်ပြီးနောက်ွယ်ကနေပါကစ္စတန်ကိုအိန္ဒိယနဲ့ရန်တိုက်ပေးပါတယ်။ဒီလိုအတွေးကအစွန်းရောက်တယ်လို့ထင်ရပေမဲ့တရုတ်ရဲ့တိတ်ကလက်ရွက်တွေကိုကြည်ပြီးပြောတာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ TMN ရင်မြင်အစုလိုက်ပြုံလိုက်လူသက်ပွဲကနေဝီဂါမွတ်စလင်တွေနဲ့တိဘက်တွေပေါ်ဆက်ဆံပုံကိုကြည့်ရင်တရုတ်အစိုးရကသူ့အာဏာတည်မြဲဖို့အတွက်ဘလို့မြင်းကိုမဆိုကြော်ဖို့ဝင်မလေးဘူးဆိုတာကိုပြသနေပါတယ်။ Apple လို့ကုမ္ပဏီကြီးတွေက၎င်းတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတရုတ်ပြည်ကနေအိန္ဒိယကိုရွှေ့ပြောင်းတော့မှာဖြစ်ပါတယ်။ Apple ကုမ္ပဏီကအိန္ဒိယမှာအမေရိကန်ဒေါ်လာ40ဘီလီယံယင်းနှိမ့်မြုပ်နှံမယ်လို့ကြေညာခဲ့ပါတယ်။တရုတ်က Apple ကုမ္ပဏီရဲ့လှုပ်ဆောင်မှုကို၎င်းရဲ့စီးပွားရေးနဲ့ကမ္ဘာဩဇာအာဏာအတွက်ကြီးမားတဲ့ချိန်ချောက်မှုအဖြစ်ရှုမြင်ပါတယ်။တကယ်လို့စစ်ဖြစ်ရင်လက်တာဒေသမှာတရုတ်ကရန်လိုမုန်းထားစွာတုံ့ပြန်လာနိုင်ပါတယ်။1962ခုနှစ်ကတရုတ်သိမ်းပိုက်ခဲ့တဲ့အဆိုင်ကျင်ဒေသကတရုတ်ပြည်ရဲ့အဓိကဒေသတွေနဲ့ဆက်ဆက်နေပြီးတရုတ်စစ်သားတွေရွှေ့ပြောင်းသွားလာဖို့အတွက်မရှိမဖြစ်အရေးပါပါတယ်။ဖြစ်လာနိုင်တဲ့တိုက်ခိုက်ရေးမဟာဗျူဟာတစ်ခုကအိန္ဒိယတပ်ဖွဲ့တွေကိုကြောင်ပိတ်ရိုက်ဖို့အတွက်တရုတ်ကအရှေ့ဘက်ကခြိတက်ပြီးပါကစ္စတန်ကအနောက်ဘက်ကခြိတက်လာနိုင်ပါတယ်။တရုတ်ကအဲ့ဒီနယ်စပ်တစ်လျှောက်မှာလမ်းတွေလေတပ်အခြေစိုက်စခန်းတွေနဲ့စစ်စခန်းတွေတိစောက်ထားတာကြောင့်စစ်ရေးမှာနှာတပြားတာနေပါတယ်။ယခုအချိန်ထိအခြေအနေကစိုးရိမ်နေရဆဲဖြစ်ပါတယ်။အိန္ဒိယကလွယ်ကူတဲ့ပြစ်မှတ်မဟုတ်ပါဘူး။အိန္ဒိယစစ်သားတွေကိုမြင်မာတဲ့တောင်ကုန်းတောင်တန်းတွေပေါ်မှာတိုက်ပွဲဝင်ဖို့အတွက်တေချာလေ့ကျင့်ပေးထားတာဖြစ်ပြီးအိန္ဒိယမှာအင်အားကြီးမားတဲ့နိုင်ငံတကာမဟာမိတ်တွေရှိပါတယ်။တကယ်လို့တရုတ်ကအိန္ဒိယကိုတိုက်ခိုက်ရင်ယူကရိန်းမှာရုရှားကြုံလိုမျိုးစစ်ပွဲကာလတာရှည်ပြီးအကုန်ကြများတဲ့စစ်ပွဲတစ်ခုဖြစ်သွားပါလိမ့်မယ်
တရုတ်မှာအားသာချက်တချို့ရှိနေခဲ့ရင်တော့သူအနိုင်ရမယ်လို့တက်အပ်မပြောနိုင်ပါဘူးအမေရိကန်ပြည်ထောင်စုဂျပန်ဩစတြေးလျပြင်သစ်နဲ့ UK တို့လိုနိုင်ငံအားလုံးကအိန္ဒိယနဲ့စစ်ရေးမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတိုးမြင့်ထားပါတယ်အဲ့ဒီနိုင်ငံတွေရဲ့အဓိကရည်မှန်းချက်ကဒေသတွင်းမှာတရုတ်ရဲ့ရန်လိုတိုက်ခိုက်မှုတိုးမြင့်လာတာကိုအိန္ဒိယကတံပြန်ရမှာကူညီဖို့ဖြစ်ပါတယ်တကယ်လို့တရုတ်ကအိန္ဒိယကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ရင်ကြီးမားတဲ့အကျိုးဆက်တွေရင်ဆိုင်ရလာနိုင်ပါတယ်နိုင်ငံတကာအတိုင်းဝိုင်းကတရုတ်ကိုပြင်းထန်တဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ကာတန်တမာရေးမှာဖယ်ကျင်ပြီးတုံ့ပြန်လာနိုင်ပါတယ်အိန္ဒိယကိုခိမိလက်နက်တွေနဲ့အထောက်ပံ့တွေကိုတောင်ပေးဖို့ကူညီလာနိုင်ပါတယ်တရုတ်ကကမ္ဘာစင်မြင့်ပေါ်မှာရုတ်တရက်တယောက်တည်းအထီးကျန်လာပြီးကမ္ဘာထောက်ခံမှုကိုဆုံးရှုံးနိုင်ပါတယ်တရုတ်ကပါကစ္စတန်နဲ့ပူးပေါင်းပြီးအိန္ဒိယကိုတိုက်ခိုက်ရင်ဂျပန်နဲ့ဩစတြေးလျလိုတခြားဒေသတွင်းအင်အားကြီးနိုင်ငံတွေနဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့စိုးရိမ်ပူပန်နေကြတဲ့အရှေ့တောင်အာရှနိုင်ငံအများပြားကအိန္ဒိယကိုထောက်ပံ့ကူညီလာနိုင်ပါတယ်ဒါကအာရှတစ်ခွင်မှာတရုတ်စန့်ကျင်မဟာမိတ်ဖွဲ့ကြီးဖြစ်တည်သွားနိုင်ပါတယ်ဒါပေမဲ့ဒီပြိပခါကလာဒဒေသမှာသာဖြစ်နိုင်တာမဟုတ်ပါဘူးတရုတ်ကအိန္ဒိယနဲ့ညှင်းပွားနေတဲ့မိုက်မွန်နယ်စပ်စီးမြင့်နီးဟိမွန်နာရှေ့ပိုင်းမှာစစ်မျက်နှာအသစ်ဖွင့်လာနိုင်ပါတယ်အဲ့ဒီနယ်စပ်စီးကတရုတ်နဲ့အိန္ဒိယရဲ့အရူနာချက်ပရာဒက်ရှ်ပြည်နယ်ကိုပိုင်းခြားထားပါတယ်တရုတ်ကအရူနာချက်ပရာဒက်ရှ်ပြည်နယ်ကိုတောင်ပိုင်းတိဘက်လို့အခိုင်အမာပြောကြားထားပါတယ်တရုတ်စစ်တပ်ကယဉ်ကျေးမှုရရေးပါပြီးမဟာဗျူဟာကြကြတည်ရှိတဲ့တန်ဝေါင်းမြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနိုင်ပါတယ်အဲ့ဒီမြို့ဟာတိဘက်ဖုံးတော်ကြီးဒလိုင်းလာမားရဲ့မွေးဖွားရာဇာတိမြို့ဖြစ်တာကြောင့်သင်္ကေတအားဖြင့်တရုတ်ပြည်အတွက်တန်ဖိုးရှိပါတယ်တရုတ်ကတန်ဝေါင်းမြို့နဲ့တခြားအဓိကကျတဲ့နေရာတွေကိုသိမ်းပိုက်ရင်စစ်သက်ညီနိုင်မှုတွေမှာအပေါ်စီးနေရာကရရှိစေမှာပါတရုတ်ကဒါကိုဖိအားတစ်ခုအနေနဲ့သုံးပြီးတရုတ်ကထိန်းချုပ်ထားပြီးအိန္ဒိယကသူပိုင်တယ်လို့ပြောနေတဲ့ဟိမွန်နာတောင်တန်းဒေသကအဆိုင်ချင်ဒေသကိုလက်လွတ်လိုက်ဖို့အိန္ဒိယကိုအပြန်အလှန်တောင်းဆိုနိုင်ပါတယ်ဒါပေမဲ့ဒီလောက်မလွယ်ကူပါဘူးအိန္ဒိယနိုင်ငံက1962ခုနှစ်ကလိုအင်အားချိနေပြီးဘာမှမပြင်ဆင်ရသေးတဲ့နိုင်ငံမဟုတ်တော့ပါဘူးအိန္ဒိယစစ်သားတွေကိုအခုခါမှာတေချာလေ့ကျင့်ပေးထားပြီးလက်နက်အပြည့်စုံတပ်ဆင်ပေးထားကတောင်ပေါ်ဒေသတွေမှာစစ်ဘယ်လိုတိုက်ရမလဲဆိုတဲ့အတွေ့အကြုံကောင်းကောင်းရှိပါတယ်အရူနာချက်ပရာဒက်ရဲ့မြေပြင်အခြေအနေကကြမ်းတမ်းခက်ခဲပြီးတစ်တော်ထူတတ်ပြီးမတ်ဆောက်တဲ့တောင်တန်းတွေလင်းလင်းမြန်မြန်ရေစီးနေတဲ့မြစ်တွေနဲ့မိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်ဘလို့စစ်တပ်မဆိုရွေလျားသွားလာဖို့ခက်ခဲပါတယ်အိန္ဒိယကငွေကြေးအမြောက်များအသုံးပြုပြီးဒေသတွင်းမှာလေရင်ကွင်းအသစ်တွေဖောက်လို့ကစစ်အခြေစိုက်စကန်တွေဖွင့်လှစ်ထားတာကြောင့်ခုခံကာကွယ်ဖို့အများကြီးပိုလွယ်ကူသလိုသူ့တပ်ဖွဲ့တွေကိုလည်းလိုအပ်တာထောက်ပံ့နိုင်ပါတယ်တရုတ်ကတိုက်ခိုက်ဖို့ကြိုးစားလာရင်ယူကရိန်းမှာရုရှားလိုတာရှည်ပြီးအကုန်ကျများတဲ့စစ်ပွဲဖြစ်သွားနိုင်ပါတယ်အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပိုင်းပြည်နယ်တွေကိုဖျက်တောက်ပစ်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုတရုတ်ကအသုံးပြုဖို့ကြိုးစားလာရင်အများရဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်အိန္ဒိယနိုင်ငံဟာဘင်္ဂလားဒေ့ရှ်နဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးတိုးမြင့်လာတဲ့ပေါ်အလွန်စိုးရိမ်ပါတယ်အခုခါမှာတရုတ်ကဘင်္ဂလားဒေ့ရှ်ကိုနိုင်ငံရေးနဲ့စစ်ရေးမှာထောက်ခံနေတာကြောင့်အိန္ဒိယက၎င်းရဲ့အရှေ့ဘက်နယ်စပ်ကနေအဓိကချင်းချောက်ခံလာရနိုင်ပါတယ်အဆိုးဆုံးဖြစ်လာနိုင်တာကဘင်္ဂလားဒေ့ရှ်ကတရုတ်စစ်သားတွေစပိုင်ဖွဲ့တွေကိုအိန္ဒိယနယ်စပ်မှာတိတိကျကျစစ်စင်ရေးလုပ်ခွင့်ပြုလာနိုင်ပါတယ်ဒီလိုလုပ်နိုင်ရင်တရုတ်ကတနက်တစ်ချက်မှမဖောက်လိုက်ရပဲမဟာဗျူဟာရအားသာသွားနိုင်ပါတယ်တရုတ်ကအတိတ်ကာလကတပုံထားချခဲ့တဲ့အိန္ဒိယရဲ့ရှေ့ပိုင်းဒေသကတပုံဖွဲ့တွေကိုလှုပ်ဝက်ထောက်ပံ့နိုင်ပါတယ်အဲ့ဒီတပုံဖွဲ့တွေကိုလက်နက်ငွေကြေးနဲ့ထောက်လှမ်းရေးချက်လက်တွေပေးဖို့ကူညီပြီးဝယုံသုံးကားအခြေအနေဖြစ်အောင်ဖန်တီးနိုင်ပါတယ်အိန္ဒိယတပုံတွေကလမ်းတွေရထားလမ်းတွေထောက်ပံ့ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်လာရင်ပြည်တွင်းလုံခြုံရေးမငြိမ်သက်မှုအခြေအနေကိုကင်တွယ်ဖို့ရှေ့တန်းစစ်မျက်နှာကစစ်သားတွေကိုပြန်ခေါ်ယူရပါလိမ့်မယ်နောက်ထပ်စိုးရိမ်ပူပန်တာတစ်ခုကတော့ချစ်ကန်နဲ့ကြက်ရဲ့လေပင်လို့ခေါ်တဲ့ကျင်းမြောင်းတဲ့ဈေးညံတစ်ခုဖြစ်ပါတယ်ဒီဈေးညံကအိန္ဒိယပြည်မကြီးနဲ့၎င်းရဲ့အရှေ့မြောက်ပိုင်းကိုဆက်သွယ်ထားပါတယ်2019ခုနှစ်မှာတရုတ်ကအိန္ဒိယနဲ့ဘေဂျင်းကက်လျက်ဘူတန်နိုင်ငံအနီးမှာလမ်းမကြီးတစ်ခုကိုဆောက်လုပ်ဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီလမ်းမကြီးဆောက်လုပ်ပြီးစီးသွားရင်တရုတ်ကအိန္ဒိယရဲ့နယ်မြေပိုင်နက်ထဲကကျင်းမြောင်းတဲ့ဈေးညံတွေကိုတိုက်ရိုက်ဝင်ထွက်ခွင့်ရရှိသွားပါလိမ့်မယ်အိန္ဒိယကပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ကချင်းချောက်မှုတွေကိုကင်တွယ်ဖြေရှင်းနေရချိန်မှာတရုတ်ကအဲ့ဒီလိုလုပ်ဖို့ထပ်ကြိုးစားလိုက်ရင်အိန္ဒိယအတွက်အန္တရာယ်ကပိုကြီးမားသွားနိုင်ပါတယ်ဒါပေမဲ့ကြက်လေပင်ဒေသကိုအိန္ဒိယကအကာအကွယ်ပိုလုပ်ထားပါတယ်အင်အားချိနေတဲ့အဲ့ဒီဒေသကိုအိန္ဒိယကအမာခံနယ်မြေတစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ် S400 နဲ့အစစ်မြက်ရာဖေးတိုက်လေယာဉ်တွေလိုခိမိလေကြောင်းရန်ကာကွယ်စနစ်တွေတပ်ဆင်ထားလိုက်တာကြောင့်ဘယ်လိုချင်းချောက်မှုအန္တရာယ်ကိုမဆိုကြားဖြတ်တိုက်ခိုက်ဖို့အသင့်နေထားဖြစ်ပါတယ်မြေပြင်ပေါ်မှာအိန္ဒိယအထူးတပ်သားတွေနဲ့လက်နက်ကြီးတွေကတရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ရောက်လာမဲ့ချင်းချောက်မှုတွေကိုဟန်တားကာကွယ်ဖို့အတွက်အခုခါမှာစောင့်ကြပ်ထားပါတယ်တရုတ်ကအင်အားကြီးမားတယ်ဆိုရင်တော့စစ်ပွဲတစ်ပွဲကိုစတင်ဖို့ကလွန်အန္တရာယ်များပါလိမ့်မယ်အိန္ဒိယစစ်သားတွေကအမိမြေကိုကာကွယ်ဖို့အတွက်တေချာလေ့ကျင့်ပြင်ဆင်ထားပါတယ်တောင်တန်းတွေပေါ်မှာရှေလျားတဲ့စစ်ဖြစ်မဲ့ဆိုရင်တရုတ်လည်းယူကရိန်းမှာရုရှားကြုံသလိုမျိုးကြောင်ပိတ်မိသွားနိုင်ပါတယ်စစ်ရေးရှုံးနေရင်တရုတ်ရဲ့ပုံရိပ်ကိုထိခိုက်စေမှာဖြစ်ပြီးစီးပွားရေးအရေးယူပိတ်ဆို့မှုတွေပါဝင်တကမ္ဘာလုံးရဲ့ပြစ်တင်ဝေဖန်မှုကိုခံရနိုင်ပါတယ်
လက်ရှိအခြေအနေကအမှန်တကယ်အန္တရာယ်ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အိန္ဒိယတရုတ်နဲ့ပါကစ္စတန်နိုင်ငံတွေအားလုံးကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြပါတယ်။ခြေလမ်းတစ်ချက်မားရင်ဘွားပြတ်သွားနိုင်ပါတယ်။စစ်ဖြစ်လာရင်အိန္ဒိယနဲ့ကမ္ဘာစည်းကွက်ကိုအများကြီးမိခိုနေရတဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးဟာသူ့မြေပေါ်မှာတိုက်ခိုက်မှုတစုံတရာမဖြစ်ခဲ့ရင်တော့ရေရှည်ထိခိုက်ပျက်စီးမှုကိုရင်ဆိုင်ရနိုင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။